မင်္ဂလာပါတိတ်တော့နေမကောင်းအတန်းတော့တီးခန့်တာတော့ပြီ WRD လုံးချင်းဆိုတာကတဲ့ဘာကိုပြောတာလဲကိုကြီးမှရှင်းပြပေးပါဦးနဲ့ကိုသူကအမျိုးကဒီကောင်ကအကို2မျိုး2ဆရှိပါတယ်နော် W ဆိုတာကသူကဒီရိုးရိုးတာမန်အသေးလေးကိုပြင်ဆင်ခွင့်လို့သူကဆိုလိုခြင်းသဘောရောက်ပါတယ် RTA အလုံးချင်းဆိုတာကကြသူကဒီအကြီးစားပြင်ဆင်ခွင့်လို့သူကခေါ်ပါတယ်ဒါကညနာအခေါ်ပါကျွန်တော်တို့ light track တွေမှာဆိုလို့ရှိရင်သူက WZF ဆိုလို့ရှိရင်သူက WRD ဆိုပြီးတော့ခေါ်ကြတယ်ပေါ့နော်အလုံးချင်း WZF အဲ့လိုမျိုးပေါ့နော်တချို့ကြတော့လည်းWZS မဟုတ်ဘူး WZ အဲ့ဒါဆိုလို့ရှိရင်သူပြင်ဆင်ခွင့်အသေးပေါ့နော်ဒါ light track မှာဆိုလို့ရှိရင်တော့ WRD ဆိုလို့ရှိရင်တော့အလုံးချင်းလို့ခေါ်ပါတယ်ကျွန်တော်တို့ select ကတ်မှာဆိုလို့ရှိရင်တော့ WRD ဆိုတာကသူကဒီတိုက်ကားမောက်ကားကိုပြန်ပြီးတော့ပြင်ဆင်ခွင့်အကြီးစားတင်ထားတဲ့ဟာကိုကျွန်တော်ဆိုလိုချင်းသဘောရောက်ပါတယ်ဟုတ်ရေးကြည့်တာကတော့ခုနကကျွန်တော်ပြောပြမယ်သူကဟို light track ဆိုလို့ရှိရင်တော့ဒီ WRD ရဲ့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့ဒီ AC စလုံးမှာဆိုလို့ရှိရင်တော့ဒီ WRD ရဲ့မကောင်းပါဘူးအကြီးသားတိုက်တို့အကြီးသားပြင်ဆင်ခွင့်တင်ထားတဲ့ကားကိုကျွန်တော်ဆိုလိုချင်းဖြစ်ပါတယ်ခင်ဗျဟုတ်အဲ့ဒါကိုပြောချင်တာပါနော်W က W RD က RD မတူဘူးပေါ့နော်တချို့ဆိုကိုလည်းမြင်မှာပေါ့ဒီ AC က Pro Box တို့ AD ဘင်းတို့တော်တော်များများမှာရှိတယ်short bar ထိုင်သေး short bar ထိုင်နေနာမှာ W အသေးလေးတစ်လုံးရှိတယ်တို့တကယ်ကွန်မှာ W အသေးတစ်လုံးပါတယ်တို့ပြောရောက်နေသူတွေရှိပါတယ်မိတ်ဆွေဟိုပါပေါ့ဒီကားရောက်နေတဲ့လူတွေအကုန်လုံးပေါ့နော်အဲ့ဒါကသူကအသေးသားပြင်ဆင်ခွင့်လို့ဆိုလိုပါတယ်ကျွန်တော်ကညနာဒီထိထားတဲ့နေရာကိုသူကမှတ်တမ်းယူပြီးတော့အသေးသားပြင်ဆင်ခွင့်ဆိုပြီးတော့ W အသေးလေးတစ်လုံးရိုက်ပေးလိုက်တာကိုဆိုလိုခြင်းဖြစ်ပါတယ်နော်ကျွန်တော် light track နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့ light track စမှုစုံ light track မှာကြည့်မယ်ဆိုတော့ WRD ဆိုလို့ရှိရင်တော့သူပြောမယ်သူဝက်တောက်ကားကိုကျွန်တော် license ကတ်တဲ့ပုံစံမျိုးပါပဲအဲ့ဒါကို WRD ရဲ့လုံးချင်းလို့ခေါ်ပါတယ်ခင်ဗျဟုတ်နော်ကျွန်တော်ရှင်းပြပေးတဲ့အထက်မှာမရှင်းတာလေးပါတယ်ရှင်နဲ့ profile ဖုန်းနံပါတ်လေးတင်ထားပေးပါတယ်ဆက်သွယ်ပြီးတော့မေးမြန်းလို့ရပါတယ်အခုလိုမေးမြန်းတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ